အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဇူလိုင်လ3ရက်နေ့ပါဒီနေ့မှာထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့နော်သတင်းတွေတဲကမှထူးခြားသတင်းနှစ်ပုဒ်ကိုပြောသွားမှာပါပထမဆုံးသတင်းပုဒ်ကတော့ထိုင်းနိုင်ငံတနိုင်ငံလုံးမှာကိုဟော့ဟော့ရရမ်းဖြစ်သွားတာပေါ့နော်ဖြစ်သွားတဲ့သတင်းပေါ့အဲ့ဒီသတင်းကဘာလဲဆိုတော့ဒီထိုင်းမှာ17နှစ်သားမောင်းလာတဲ့ကားကဒီစုံငံကြွလာတဲ့ကိုတော်တွေကိုဝင်တိုက်ခဲ့တယ်ပေါ့ဝင်တိုက်ခဲ့တဲ့အခါမှာ10ပါးပြန်လွန်တော်မူသွားတယ်ဆိုတဲ့သတင်းမှာဒီအသက်17နှစ်ပဲရှိသေးတယ်ဆိုတဲ့ကလေးကကားကိုဝင်မောင်းနေဟိုတက်မောင်းခဲ့တယ်ပေါ့နော်မိဘတွေမသိအောင်တက်မောင်းခဲ့တယ်အဲ့ဒီကားနဲ့ပဲဝင်တိုက်ခဲ့ပြီးတော့ဘုံတော်ကြီး10ပါးပြန်လွန်တော်မူသွားခဲ့ပါတယ်ဇူလိုင်လ2ရက်နေ့တုန်းကဒီမနေ့ကပေါ့နော်မနေ့ကဇူလိုင်လ2ရက်နေ့မွတ်ဒါဟန်ပြည်နယ်တဲကဝိုင်းခရိုင်မှာပေါ့နော်ဝိုင်းခရိုင်မှာစုံငံကြွလာတဲ့ကိုတော်တွေနဲ့ကပီယာတွေကိုကားကဝင်တိုက်ခဲ့တာဖြစ်ပါတယ်အသက်17နှစ်အရွယ်ကောင်လေးပေါ့နော်အဲ့ကောင်လေးကဒီမိဘတွေရဲ့ကားကိုတက်မောင်းလာရင်းနဲ့ဒီတန်ဃာတော်တွေက35ပါးเนาะကပ္ပိယ9ဦးပေါ့နော်9ဦးဒီလိုဟိုတန်းစီတန်းပြီးတော့မှလျှောက်လာတဲ့အချိန်မှာမျက်နှာချင်းဆိုင်အနေထားနဲ့ဝင်တိုက်ခဲ့တာပေါ့အဲ့တော့နူစီနူအန်ကျေးရွာနားမှာဖြစ်ခဲ့တာပေါ့နော်ရင်တိုက်မှုရဲ့တန်တရားရှိသူကတော့ခုနကကားကိုမောင်းခဲ့တဲ့အသက်17နှစ်အရွယ်ကလေးဖြစ်ပါတယ်အဲ့တော့ကားကိုတော့လောလောဆယ်မှာမှုကင်းတပ်တွေဖြစ်နေသိမ်းယူထားတယ်ဆိုပြီးတော့ဒေသခံရဲတပ်ဖွဲ့အကြီးအကဲရဲမှုကြီးပိုင်တော့ထိုင်ဖို့စာကပြောကြားခဲ့ပါတယ်ရဲတွေကဒီကလေးကိုအဓိကဘသူကအုတ်ထင်းမှုတွေပြုလုပ်တယ်ဘသူကစုံမနေတယ်လဲเนาะအုတ်ထင်းသူကဘသူလဲဆိုတာကိုဆက်ပြီးတော့မှစစ်ဆေးနေပြီးတော့လိုအပ်တဲ့ဥပဒေရေးရာစီမံကင်တွယ်မှုတွေဆက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ကလေးငယ်ကဒီမိဘတွေခွင့်ပြုလို့မောင်းတာမဟုတ်ဘဲနဲ့မိဘတွေခွင့်မပြုဘဲနဲ့ဒီပစ်ကက်ကားကိုခိုးပြီးတော့မောင်းလာတာပေါ့เนาะဒီကလေးကအဲ့တော့အချိန်မထိန်နိုင်ဘဲနဲ့စုံငံကြွားတဲ့ကိုတော်တွေကိုဝင်ပြီးတော့မှတိုက်ခဲ့တာဖြစ်ပါတယ်မုံမလွဲခင်အချိန်လောက်မှာဖြစ်ခဲ့တာပေါ့နော်ဖြစ်ခဲ့တဲ့ရင်တိုင်းမှုကြောင့်လည်းဘုံကြီး9ပါးဆက်ရှင်းမဲ့ပွဲချင်းပြီးပြန်လွန်တော်မူခဲ့ပြီးတော့နောက်ထပ်3ပါးကတော့စေယုံရောက်မှပဲပြန်လွန်တော်မူသွားခဲ့ပါတယ်နောက်ထပ်ဘုံကြီး10ပါးကတော့စေယုံတက်ပြီးတော့ကုသမှုတွေခံရတယ်เนาะအပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်ပေါ့နော်ရင်တိုင်းမှုအပြီးအခင်းဖြစ်တဲ့နေရာမှာတော့လူနာတင်ကားတွေရောเนาะဟိုရဲတွေရောကယ်ဆယ်ရေးအဖွဲ့တွေရောတော်တော်များအလုံးရှုပ်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာလဲဟိုမနှောဖြစ်သွားခဲ့တာเนาะဟိုသင်္ကန်းတွေရောစွန်းတပိတ်တွေရောအကုန်လုံးလမ်းပေါ်မှာပြန်ကျဲနေရတဲ့အနေအထားမျိုးပေါ့။ဒီဖြစ်ရက်ကဒီအမှုကဒီမွတ်တာဟန်ပြည်နယ်တစ်ခုတည်းမဟုတ်ဘဲနဲ့မနေ့ကဆိုရင်ဒီထိုင်းနိုင်ငံတစ်ခုလုံးမှာဟိုးလေးတကြောကိုဖြစ်သွားခဲ့တာပါ။အဲ့တော့ဗီဒီယိုမှာကျွန်တော်မြင်ရတဲ့အတိုင်းဆိုရင်เนาะဘုန်းကြီးတွေเนาะဟိုရဟန်းတန်ဃာတွေကလမ်းလျှောက်လာတယ်စီတိုင်းပြီးတော့လမ်းလျှောက်လာတဲ့အချိန်မှာမျက်နှာချင်းဆိုင်နေထားနေပေါ့နော်တကယ်လေဟိုအမှန်တမ်းပြောရင်ဖုန်းကြီးတွေကတော့အမှန်တိုင်းပဲပေါ့နော်ဟိုကားလမ်းနဲ့မျက်နှာချင်းဆိုင်အနေထားနဲ့လမ်းလျှောက်တာအဲ့တော့မျက်နှာချင်းဆိုင်အနေထားနဲ့လမ်းလျှောက်လာတာတော့မှနော်ဒီလောက်တန်ဃာတော်တွေအများကြီးတကယ်ကိုတကယ်ကိုယူဝင်တိုက်ချသွားတာပေါ့မျက်နှာချင်းဆိုင်အနေထားနဲ့တော့မှအဲ့လောက်အထိခိုက်တွေများခဲ့တယ်နော်တကယ်ဟိုကားလမ်းကိုသာကြောပေးပြီးတော့ရှောက်ရင်တော့ကျွန်တော်ထင်တာတယောက်မှတော့မှဟိုကြံမဲ့အနေထားတော့မှမရှိတော့တော့ဗောနော်တကယ်ကိုအန်နေများတယ်ဆိုတဲ့အနေထားပါဒါတော့မှမျက်နှာချင်းဆိုင်လမ်းလျှောက်နေတဲ့အနေထားနဲ့ဖြစ်သွားခဲ့တာဗောနောက်တစ်ခုကတော့ဟိုကံကောင်းတယ်လို့ပဲပြောမလားနော်ဟိုကိုယ့်ရဲ့မြန်မာနိုင်ငံသားတွေမဖြစ်နေတာပဲတော်သေးတယ်ဗောနော်ကလေးတယောက်ကဟို17နှစ်အရွယ်ကလေးတယောက်အနေနဲ့ဒီလိုပစ်ကက်ကားကြီးမောင်းပြီးတော့အခုလိုမျိုးဖြစ်သွားတာကတော့တကယ်ကိုစိတ်မကောင်းပါဘူးနော်ကလေးအတွက်ဆိုတာထက်ဒီရဟန်းတန်ဃာတွေနော်ဟိုတကယ်ကိုဖြစ်တောင်းဖြစ်ခဲ့အခြေအနေမျိုးဖြစ်သွားခဲ့တာပေါ့အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီမြန်မာနိုင်ငံသားတွေပါလာပါပြီနော်ထူးခြားတော့မဟုတ်ပါဘူးနေ့တလူနဲ့အမျှဟိုထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တဲ့အမှုခင်းသတင်းတွေနော်ဟိုအမှုခင်းတွေပဲအများနဲ့ကြားနေတာပေါ့အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကဘာလဲဆိုတော့ဒီချွန်ပူရီမှာပေါ့နော်ချွန်ပူရီမှာဖြစ်သွားခဲ့တာချွန်ပူရီဖဲဝိုင်းမှာတနက်နဲ့ပြစ်ခံရပြီးတော့မြန်မာနိုင်ငံသား2ဦးတည်ဆုံးသွားခဲ့ပါတယ်မြန်မာနိုင်ငံသားနောက်ထပ်2ဦးကတော့ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းမှာထိုင်းနိုင်ငံချွန်ပူရီခရိုင်စီရာချာမြို့နယ်ဒီဘဝင်းရက်ကွက်ထဲမှာဖဲကစားပြီးတော့ဒီဇူလိုင်လ1ရက်နေ့ရပါတော့ဟိုတနေ့ရပါဇူလိုင်လ1ရက်နေ့ရဆိုတနေ့ရဖြစ်တာပေါ့ပြစ်ခတ်မှုဖြစ်ပြီးတော့မြန်မာနိုင်ငံသား1ယောက်တည်ဆုံးခဲ့ပါတယ်2ယောက်ကတော့တနက်ထိမှန်နေဆိုတဲ့အနေအထားပဲဖြစ်ခဲ့တာအဲ့တော့ဘဝင်းရဲတပ်ဖွဲ့ရဲ့ပြောကြားချက်ရတော့ Great Korean ကျောင်းနောက်ဘက်ခန်းမှာရှိတဲ့ဒီတန်းရပေါ့နော်အငှားခန်းမှာဒီတနက်ဖြစ်ခတ်မှုကြောင့်တယောက်သေးတယ်တအူးကတော့အပြင်းထန်ဒဏ်ရာရပြီးတော့တအူးကတော့ဒဏ်ရာအနှဲငယ်ပဲရရှိခဲ့တယ်ပေါ့ဖြစ်မှုကျူးလွန်တဲ့သူကတော့
ဒီအခင်းဖြစ်တဲ့နေရာမှာပဲရဲတပ်ဖွဲ့တွေအလားကိုထိုင်ပြီးတော့မှစောင့်နေခဲ့တယ်ပေါ့အခင်းဖြစ်ပွားတဲ့နေရာမှာလည်းမြန်မာနိုင်ငံသားတွေကိုတနက်ပြစ်ခတ်ခဲ့တဲ့သူအသက်43နှစ်အရွယ်နိုင်ဆိုင်ရုပ်အမီလွဲပေါ့နော်အမီလွဲကိုတွေ့ရှိခဲ့တယ်တည်ဆုံးတဲ့သူကတော့မြန်မာနိုင်ငံသားမြို့သားတအုပ်ဖြစ်ပြီးတော့နှထင်ကနေဦးကောင်းပွင့်ထွက်တည်ဆုံးခဲ့ပါတယ်ဒဏ်ရာရရှိတဲ့မြန်မာမျိုးသမီးကအသက်39နှစ်အရွယ်ဖြစ်ပြီးတော့ညာဘက်ရင်အောင်အောက်မှာကြည်စံတစ်ချက်မှန်ထားတဲ့အတွက်ကြောင့်ဆေးရုံကိုအပြင်းထန်ဒဏ်ရာရရှိတဲ့ပုံစံမျိုးနဲ့ပို့ဆောင်ခဲ့ရတယ်ပေါ့နောက်ထပ်တစ်ယောက်ကတော့ဒီအသက်35နှစ်အရွယ်မြန်မာနိုင်ငံသားမျိုးသားတအုပ်ဖြစ်ပြီးတော့ညာဘက်လက်မှာပဲဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်ပြစ်မှုကျူးလွန်တဲ့နိုင်ဆိုင်ရုပ်ရဲ့ပြောကြားချက်မှာတော့သူတို့ကဒီ29ရက်နေ့ပေါ့နော်ဇွန်လ29ရက်နေ့ကလေးကအတူတူဖဲကစားခဲ့ကြတယ်အဲ့ဒီနေ့မှာလည်းဒီပြစ်မှုကျူးလွန်တဲ့သူကရှုံးခဲ့တယ်ပေါ့နော်ဖဲရှုံးပြီးတော့နောက်နေ့ဒီစက်ရုံမှာညာဆိုင်ဆင်းပြီးတော့ဒီဇူလိုင်1ရက်နေ့ပေါ့နော်တနေ့ကဇူလိုင်1ရက်နေ့မှာမနက်9နာရီနော်မနက်9နာရီလောက်ကြီးဖဲဝိုင်းကိုပြန်လာခဲ့တယ်ပေါ့ပြန်လာတဲ့အချိန်မှာဖဲဝိုင်းကဖြတ်သွားတယ်ပေါ့အဲ့တော့ဒီမြန်မာနိုင်ငံသားတွေကိုသူကအရှိရမှာရှုံးထားတာကိုမကျေနပ်ဘူးပေါ့နော်အခဲမကျေသေးတော့သူပြန်ပြီးတော့မှထပ်ကစားမယ်ဆိုပြီးတော့ခေါ်ခဲ့ပေမဲ့အဲ့ဒီမြန်မာအုပ်စုကသူ့ကိုမထီမဲ့မြင်ပြုတ်လုပ်တယ်ပေါ့နော်မထီမဲ့မြင်ဆိုတာထက်မစော့တော့ဘူးဘာညာပြောမှာပေါ့ပြောတဲ့အခါမှာသူကလည်းရှေ့ရက်ကရှုံးထားတဲ့အခါနဲ့ဆိုတော့ဒေါသထွက်ပြီးတော့အဲ့ဒီတနက်နယ်ပဲ3ယောက်စလုံးကိုပြစ်ခဲ့တယ်ဆိုရင်ဖြစ်စဉ်ဖြစ်သွားခဲ့တော့အဲ့တော့ပြောမယ်ဆိုရင်တမှုထပ်သွားတာပေါ့နော်ကိုလောင်းကစားဆိုတာကတော့သိကြတဲ့အတိုင်းပဲအရှုံးနိုင်ကအများတန်းရှိနေတာဘယ်တော့မှအတော်မတက်ဘူးကိုနိုင်ငံသားချင်းစော့ရင်တော့မှနောက်နေ့ကျရင်မခေါ်နိုင်မပြောနိုင်ဆိုတဲ့အနေအထားမျိုးတွေဖြစ်သွားကြတယ်အခုအခြေအနေမျိုးမှာသူများနိုင်ငံသားနဲ့သွားပြီးတော့မှစော့တယ်ဆိုကြတဲ့ကူကဒါမှားသွားတယ်ပေါ့နော်မှားတယ်လို့ပဲပြောရမှာပါစစော့ကြတဲ့ကူကမှားတယ်လို့ပဲပြောရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဒီဘက်မှာအထောက်အထားရှိတဲ့သူနဲ့မရှိတဲ့သူနဲ့နော်ပြဿနာတစ်ခုဖြစ်ရင်တော့မှမရှိတဲ့သူကတော့အရှုံးပဲလေနော်အဲ့ဒီအနေထားမှာသူများနိုင်ငံမှာနေပြီးတော့တခြားနိုင်ငံသားနဲ့ပြဿနာတွေဖြစ်ကြတာကတော့ကိုယ့်ဘက်ကပဲအများတန်းအရှုံးနေကြီးပဲဖြစ်ပါလိမ့်မယ်အဲ့တော့နောက်နေ့တွေမှာထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာညီကိုမောင်နှမတွေအတွက်ထူးခြားသတင်းတွေကိုဆက်ပြီးတော့တင်ဆက်ပေးပါဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်